အားလုံးမင်္ဂလာပါအာဆင်နယ်ပရီးမီးယားလိဖလားရရှိခဲ့ရတဲ့ပတ်သက်ပြီးတော့နီးပြမော်မီဟိုကတော့အဲ့ဒီလိုမျိုးပရီးမီးယားလိစုဖလားရရှိဖို့ကအာဆင်နယ်တင်းထဲမှာမဟုတ်ပါဘူးတကယ်ကြိုးစားရင်ယူနိုက်တက်အသင်းကလည်းအဲ့ဒီဖလားကိုရနေတဲ့အရာပါပဲအာဆင်နယ်နဲ့ယူနိုက်တက်ဂျားကကွာဂျားချက်ကတော့စိတ်ရှည်မှုပဲဗျအာဒီတာကိုကြည့်လိုက်ပါသူ့အနေနဲ့200တီ300တီလောက်ဘာဖလားမှမရခဲ့ဘူးဒုတိယနေရာနဲ့ပဲအဆုံးတက်တာများတယ်ဗျဒါပေမဲ့လည်းကလပ်အသင်းရဲ့တာဝန်ရှိသူတွေနဲ့ပရိသတ်တွေကသူ့ကိုဆက်ပြီးတော့ထောက်ခံခဲ့ကြတယ်အားပေးခဲ့ကြတယ်ပေါ့ဗျာ project တစ်ခုတည်းကိုယုံကြည်ပြီးတော့ဆက်လက်ပြီးတော့အာဒီတာဘက်ကနေရှိနေခဲ့ကြတယ် United ကတော့ခွာတယ်ဗျတခုခုတီဆောက်နေတုန်းမှာပဲအဲ့ဒီအရာမပြီးခင်မှာအရာအလုံးပြောင်းလဲသွားတတ်တယ်နီးပြအသစ်တွေခန့်နေအဲ့ဒီနီးပြအသစ်ရဲ့အသွေးမြင့်အသစ်ကစားကွက်အသစ်တွေနဲ့လိုက်မဲ့ကစားသမားအသစ်တွေကိုထပ်မံခေါ်ယူခဲ့တယ်အဲ့လိုပဲထက်ခါယူနိုက်တက်အသင်းမှာဖြစ်နေတယ်ဗျအသင်းတစ်အောင်မြင်လာဖို့အတွက်ကတော့သူတို့ခန့်အပ်လိုက်တဲ့နီးပြရဲ့ project ကိုယုံကြည်ပြီးတော့အဲ့ဒီနီးပြရဲ့လမ်းစဉ်အတိုင်းလိုက်လံကျင့်သုံးပြီးတော့အဲ့ဒီနီးပြကိုအချိန်ပေးဖို့ကပဲအသင်းရဲ့အောင်မြင်မှုကိုယူဆောင်လာမှာပဲဖြစ်ပါတယ်လို့နီးပြဂျိုဆေးမော်မေဟိုကပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်